ဒီမှာလည်းပြောထပ်ရေးထားပါတော့နော် site strand တွေကို designer တွေရွေးချယ်ပေးပေမဲ့တကယ်တမ်း C structure တွေ columns ဖြစ်တဲ့အချိန်မှာတဲ့ due to ဘာဖြစ်လို့ဖြစ်လဲဆိုတော့ insufficient attention နော်လုံလောက်တဲ့ view size မပေးဘူးဘယ်လိုလဲဆိုတော့ detail of connection design တွေကိုကျွန်တော်တို့တေချာမလုပ်ဘူးဒါပြောလို့ရှိရင်အခုခေတ်ထိကိုကြုံနေရတော့ပေါ့နော်လွန်ခဲ့တဲ့နှစ်တည်းဆိုပုံဆိုးတယ်ဟိုရင်တော့ဆိုကျွန်တော်တို့ကျောင်းစင်ကစားပေါ့နော်ဒီအဲ့လို2010 2012ကာလတွေမှာ C structure drawing တွေကြည့်လိုက်ရင် connection drawing ဆိုတာကိုတေချာမပါဘူး connection drawing ကလက်ချိုးပြီးကြည့်လို့ရတယ်ပေါ့နော်ပါလို့ရှိရင်5ခုလောက်ပဲနော်အဲဒါမဲ့ကျွန်တော်တို့တကယ်ဒီ2018-19မှာ design တစ်ခုလုပ်ပေးဘူးလေအဲ့တော့ကျွန်တော် connection ကြီးပဲ design လုပ်ပေးတာအဲ connection ကြီးပဲ design လုပ်ပြီးတော့ဆိုရင်အဲ့ဒီ project တစ်ခုတည်းပေါ့နော်အခုလိုပဲအဲ project က stadium ပေါ့နော်တက်လို့တစ်ခုရဲ့ stadium အဲဒီ stadium ကိုသူများ design fan တစ်ခုက design လုပ်ပြီးတာဒါပေမဲ့ connection design မပါလာအောင် connection drawing ဆောင်းတာလို့ပေါ့နော်5ခုလောက်ပဲပါတယ်အဲ့တော့တကယ်လက်တွေ့မှာအလုပ်လုပ်လို့မရဘူးအဲ့တော့ကျွန်တော်တို့က connection တီးတန့်ပဲပြန်လုပ်ပေးတာ connection စုစုပေါင်းပဲတစ်ခုထွက်လဲဆိုအခု90ထွက်တယ်နော်ငါကတော့ဘယ်လောက်ပဲပါလဲ5ခုပဲပါတယ် drawing connection drawing ကကျွန်တော်တို့ထပ်လုပ်ပေးလိုက်တာ connection drawing အခုစာမျက်နှာကနဲ့ဆိုရင်ကိုအဲ့လို30လောက်ထွက်တယ် connection အခု90လောက်ထွက်တယ်အဲ့ဒါကတစ်ခုပေါ့နော်ဒါ2018ကာလလောက်အဲ့တော့မနစ်ကတိတ်မကြလေးခင်ပေါ့နော်ဒီ2020 6လပိုင်းလောက်ကဆိုရင်ကျွန်တော်တို့ဒီရှမ်းပြည်နယ်ရဲ့နော်မြို့ကြီးမြို့တစ်မြို့မှာဒါထိုင်းနယ်နေတဲ့ဘက်ပေါ့နော်အဲ့ဒီမြို့တွေမှာဒါထိုင်းဘက်ကိုဒီဇိုင်းအပ်တာများတယ်ထိုင်းဘက်ကိုဒီဇိုင်းအပ်တာများတော့ဒါတော့တည့်တဲ့အတိုင်းပေါ့နော်ကျွန်တော်နိုင်ငံမှာဟိုဘက်နိုင်ငံနဲ့နေဟိုဘက်နိုင်ငံနဲ့ပို့ပြီးတော့အထင်ကြီးကြတယ်ပေါ့ပတ်စံကြီးရဲ့လူတွေကလည်းအဲ့ဒီမှာလည်းထိုင်းကိုအပ်လိုက်တယ်ထိုင်းကိုအပ်လိုက်တာပြန်တာမရှိဘူးဘာဖြစ်လာလဲဆိုတော့သူတို့ထိုင်းဘက်ကပြန်ပေးလာတဲ့ structure drawing မှာစောစောပြောတဲ့ကိစ္စပဲ connection drawing က3-5ခုပဲပါတယ်အဲ3-5ခုကိုကြည့်ပြီးခါကျတော့ဒီဘက်က construction အဖွဲ့ရတယ်ပေါ့နော် steel structure အတွေ့အကြုံမရှိဘဲနဲ့သူက RC ပဲအတွေ့အကြုံရှိတော့ RC လိုပဲထင်ပြီးတော့အကုန်လုံးလှုပ်ချလိုက်တာအဲ့ဒီ steel structure ကြီးရောအဲ့ဒီ steel structure ကြီးကဘယ်လိုဖြစ်နေလဲဆိုတော့စပွဲခုံတစ်လုံးပေါ်တစ်လုံးဆက်ထားလို့ဖြစ်တယ်စပွဲခုံတစ်လုံးပေါ်တစ်လုံးဆက်ထားလို့ဖြစ်တယ်နော်မျက်လုံးနဲ့မြင်မလားမသိဘူးပုံမှန်ဆိုကျွန်တော်တို့ RC ကတိုင်နေရင်လောင်းတယ်လीနော်အောက်မှာဖူတင်ရှိခဲ့တယ်ပေါ့တိုင်နေလောင်းတယ်တိုင်နေလောင်းပြီးတော့ရင်မလုပ်လဲတိုင်နေလောင်းပြီးတော့ရင်ဘင်းနဲ့ဆက်လက်လာလောင်းနေပေါ့အဲ့အချိန်မှာဒီတိုင်တွေကိုဒီဆက်လက်နဲ့ဘင်းနဲ့တွဲလိုက်တာအဲ့တော့စတီးဆွဲချောက်လည်းအဲ့လိုလုပ်ရမယ်ထင်ပြီးတော့အဲ့လိုတွေကြီးပဲလုပ်တာစတီးတိုင်နေပဲပေါ့နော်စတီးတိုင်နေရင်လုပ်တယ်ပြီးအပေါ်မှာမလုပ်လဲဘင်းတွေကိုလာတင်တယ်ဘင်းတွေဒီစတီးဘေးမှာလာဆက်တာမဟုတ်နော်မလုပ်တာလဲဘင်းတွေကိုကော်လမ်ပေါ်မှာလာပြန်တယ်ပြီးတော့အဲ့ဒီဘင်းတွေပေါ်မှာဘာလုပ်လဲဆက်လက်ထပ်ခင်တယ်နော်အဲ့ဒါထားပါတော့ဘင်းနဲ့ဆက်လက်ကဒီလိုဖြစ်သွားတယ်နော်အဲ့ပြီးတော့မှနောက်တစ်ထပ်ရောက်တဲ့ချိန်မှာဘာလုပ်လဲကော်လမ်ကိုအဲ့ဒီဘင်းတွေပေါ်ကနေပြန်ပေါက်သွားတယ်အဲ့အထက်တိုင်းအောင်လုပ်ထားတာတိုင်တွေပြန်ထောင်တယ်တိုင်တစ်ထပ်ပြီးတော့သူကRC လိုပဲပေါ့နော်တိုင်တွေပြီးတော့ဘာလုပ်လဲဆက်လက်ပြန်လောင်းတယ်ဘင်းတင်နဲ့ဆက်လက်လောင်းအဲ့ဒါမျိုးသူက၄ထပ်လုံးလောက်တာ၄ထပ်အဲ့တော့ဘာနဲ့တူလဲဆိုတော့စပွဲခုံတွေစက်ထားတယ်တူနေနော်အဲ့တော့စပွဲခုံတွေကိုအခုကျွန်တော်တို့နော်စာတင်ခုံစပွဲခုံထမင်းစားစပွဲခုံတွေဒါလူတိုင်းသိပါတယ်နော်တခုံထဲရှိတဲ့အချိန်မှာတော့မှပဲကျွန်တော်တို့သူ့ဟာသူဆိုရင်ဘာမှမဖြစ်ဘူးပေါ့နော်အခုကျွန်တော်စာတင်ခုံရဘာမှမဖြစ်ဘူးဘာမှမဖြစ်သွားဒီ gravity မှာဘာမှမဖြစ်ဘူးအဲ့ဒါကိုပဲအခုစပွဲခုံကျွန်တော်တွန်းကြည့်လိုက်ဖေးရနေအလွယ်တကူမရွေ့နိုင်ဘူးလားနော်လွယ်ကူရွေ့နိုင်တာပေါ့အဲ့တော့တခုံနဲ့မဟုတ်တော့ဘူးနှစ်ခုံဆင့်ကြည့်လိုက်နှစ်ခုံဆင့်ပြီးတော့ကျွန်တော်တခုံတွန်းကြည့်လိုက်အောက်ကတခုံတွန်းကြည့်လိုက်ဘာဖြစ်မလဲည stability ရအောင်လားမရပါဘူးနော်မရအောင်အဲ့တော့3ခုံဆိုရင်ပုံဆိုးလာပြီဒါသိတဲ့အတိုင်းပဲနော်4ခုံဆိုရင်ပုံဆိုးလာပြီအဲ့တော့အဲ့လိုမျိုးဖြစ်နေတာပေါ့နော်အဲ့ဒါကျွန်တော်သွားကြည့်တော့မှအဲ့ဒါကိုအဲ့ဒီမျိုးရဲ့စီရင်ကလည်းလက်မခံပါတော့လက်မခံတော့အဲ့ဒီကနေအဲ့ဒီတော့မှအဲ့ဒီ client ကနေပေါ့နော်သူတို့ကလည်းဟိုပေါ့ဒီမြန်မာစကားလည်းကောင်းမတတ်ဘူးအဲ့ဒီ data ဖတ်တွေကနော်တကယ်ကိုတိုင်းနေတာဆက်ဆက်တယ်သူကပတ်စံဟိုဘက်ကိုအပ်လိုက်ပြီးမဲ့သူတို့အတွက်ပြန်ရလာတဲ့ product ကအဆင်မပြေဘူးပေါ့နော်အဲ့နဲ့ကျွန်တော်တို့စီပြန်ရောက်လာနော်အဲ့ကျွန်တော်တို့စီပြန်ရောက်လာတော့ကျွန်တော်သွားကြည့်ရဲအဲ့ဒါပြင်နေတာပေါ့နော်အခုကျွန်တော်လိုအပ်တဲ့ brazen တွေပါထည့်ခိုင်းတာပေါ့နော် connection တွေလည်းပြင်အဲ့ဒါအခုဘယ်လောက်ရှိသွားလဲဆိုတော့6လပိုင်းရဆိုတော့အခု6လရှိသွားပြီအခုဒီမီတွေကိုပြင်နော်ပုံမှန်ဆိုတာ
hotel ကို run နိုင်တော့မယ်အနေထားပေါ့နော်အခုတော့မ run နိုင်ဘူးသူတို့ကမှ brazen နေပြန်ထည့်တာဆိုတော့ architecture ရဲ့ requirement တွေလည်းမရတော့ပေါ့စသဖြင့်မှာအဲ့တော့ကျွန်တော်ပြည်တွင်းမှာကိုအခုခေတ်ကြီးပေါ့နော်ဒီကိစ္စတွေကကြုံနေရတော့မှ steel နဲ့ပတ်သက်ပြီးတော့အများကြီးနော် knowledge တွေလိုအပ်နေပါသေးတယ် construction team တွေရောပေါ့နော်အဲ့တော့ဒါ steel structure collapse ဖြစ်တဲ့အကြောင်းရင်းတွေကျွန်တော်ပြောနေတာနော်အဲ့ဒါနံပါတ်1ပါလဲ detail of connection ဒါလေးအားနေပါတယ်ဒါလေးလည်း highlight လုပ်ထားပါတော့ဒါနံပါတ်1ပါ steel structure တွေပြိုရင် connection တွေမှားလို့ပြိုတာမျိုးကအဓိကဖြစ်ပါတယ်ကျွန်တော်တွေ့ရလောက်နော်ဆိုတော့တက်ပုံတွေမှာကြည့်ရင်လည်း connection မှာဆိုတော့နေပြည်တော်လားပြင်မနာလားမသိပါဘူးเนาะအဲ့ဒီဘက်မှာဖြစ်တဲ့ဟာဆိုလဲ erosion problem ကြောင့်မန္တလေးမှာ2019တောင်ဖြစ်တဲ့ steel warehouse အဖြူရောင်ရတယ် erosion မှာလို့ဖြစ်တာနော် brazen တွေကိုနောက်မှထည့်မယ်ဆိုတော့အတွေးနဲ့တွေးလို့ပေါ့နော်အဲ့ဒါ stability ကြောင့်တင်ပြီးသဘောပေါက်ပါလိမ့်မယ် brazen ရဲ့အရေးကြီးတာအဲ့နောက်တစ်ခုက foundation setup မှာအဲ့တော့နေပြီးတော့ဟာတော့သိချတယ်ဗျ erosion ကအားနဲ့ချက်ဖြစ်တာ erosion ထောင်တဲ့အချိန်မှာတိတ်တဘောမပေါက်တာပေါ့နော်ဒါပေမဲ့မန္တလေးဟာကျတော့တိတ်လိုက်လားမသိဘူးဒီ2020တော့လေ warehouse အဖြူကြီးလဲတာတတိထားမိကြလား2020လားသိလိုက်ဟိုကတော့သိရမလားတူနာပြုအဆောင်တော့သိလိုက်တယ်မလားလေထက်တော့ခေါ်လာအဲ့ကြောင့်မရှိဘူးကျွန်တော်ထင်တယ်နော်တူနာပြုဆောင်တော့တော်တော်များများသိလိုက်လိမ့်မယ်နော်ဟုတ်ကဲ့ကျွန်တော်ထင်တာပေါ့နော်ဒါတော့ကျွန်တော်ထင်ပါအဲ့ဒီတကယ်တော့မန်လေးကပြိုတာပို့ပြီးတော့ကြီးရယ် failure လေလုံးဝ collapse ဖြစ်သွားတာအခုဒီနေပြည်တော်ကဟာလိုမျိုးပဲလုံးဝ totally collapse ဖြစ်သွားတာပေါ့နော်လူတောင်ပြောလို့ရှိရင်တည်ရလို့ကျွန်တော်တို့ကြားတယ်ပေါ့နော်အလုပ်သမားတွေလားအခုကျွန်တော်ပြောတဲ့ထဲမှာတော့နည်းနည်းပါပြီပေါ့နော်အခု steel structure တွေကိုနိုင်ငံခြားဆိုတာဒါအင်ဒီနာချင်းနိုင်ငံပေါ့နော်ထိုင်းကဝင်လာပြီးဝင်လောက်တာလို့ဆိုတာတရုတ်ကလာပြီးဝင်လောက်တာလို့စသဖြင့်ရှိတယ်အဲ့တော့အဲ့ဒါလည်းအရင်အထင်ကြီးထားလို့မရဘူးသူတို့လည်းမှားတတ်တယ်ဆိုတာပေါ့နော်အဲ့တော့ကျွန်တော်ပြည်တွင်းကဘာလို့ဖို့လို့လဲနည်းနည်း strong ဖြစ်ဖို့လိုတယ်နော်မင်းတို့ဒါတွေကတော့မှားနေတယ်ဆိုတာမျိုးပေါ့နော်ဘာလို့ကျွန်တော်စောစောပြောလို့အဲ့ဒီထိုင်းကဟာကိုထိုင်းကိုသွားအဲ့တယ်ဆိုရဲ client တွေမှာလည်းနိုင်ငံခြားကိုနည်းနည်းအထင်ကြီးတဲ့စိတ်ရှိတယ်တနည်းအားဖြင့်ကိုလူမျိုးချင်းချင်းတိတ်ပြီးအထင်မကြီးဘူးပေါ့နော်ဒါလည်းသူတို့အမှားလို့တော့လည်းပြောလို့မရဘူးနော်ဒါပေမဲ့ကျွန်တော်ရှုထောင့်နဲ့ကျင်တော့ဒါမှားတယ်ပေါ့နော်ဒါပြည်တွင်းက resource တောင်းပါမှာလေနော်ပြည်တွင်းကပညာရှင်တွေလည်းဒါလုပ်နိုင်တဲ့ဟာတွေပဲအခုကျွန်တော်တို့လုပ်တဲ့အဲ့ဒီ project ဆိုရင်ထိုင်းကလုပ်ပြီးတာအမှားတော့မဟုတ်ဘူးဒါပေမဲ့သူကကျွန်တော်မြင်တာတော့maybe design fee တွေပါတွေပြဿနာရှိမှာပေါ့နော် connection ကို9ခုလောက်ပဲ sample ပြလိုက်တယ်အဲ့ဒီ9ခု sample အတိုင်းကိုစောက်တဲ့အခွဲကလည်းအဲ့တိုင်းပဲစောက်တယ်ဥပမာ secondary bin နဲ့ main bin join နဲ့ connection ပေါ့အဲ့ဒါမှန်တော့မှန်တယ်ဒါပေမဲ့စောက်တဲ့အခွဲကလှေကားကိုမပြထားဘူးအဲ့တော့လှေကားနဲ့ဘင်းကိုဘယ်လိုဆက်ရမလဲမသိဘူးအဲ့ဒီတိုင်းကိုကောက်ဆက်လိုက်တယ်ဒါမျိုးတွေပေါ့နော် okay အဲ့တော့ failure ကိစ္စကိုတော့ကျွန်တော်တို့ဒီလောက်ဆိုရင်ဟောရပါပြီနော်အဲ့ဒီမှာ settlement ဆိုတာတွေကဆိုတော့မန်လေးယာကိစ္စမှာတော့ဒါတွေလည်းပါနိုင်တယ်ကျွန်တော်အဲ့တော့တေချာမမြင်လိုက်ရဘူးဗီဒီယိုခဏလေးပဲမြင်လိုက်ရပါတော့အဲ့ဒီပုံက foundation pack က settlement ဖြစ်သွားတယ်ဖြစ်နေတယ်အရေးပဲ swine တက်တွေပါတေချာမဆက်မဲ့လောက်တာမျိုးပေါ့နော်ဒီ3ခုကတော့ဒါပြည်တွင်းမှာဖြစ်နေတဲ့ဟာကိုကြည့်ရင်တော့သိတာတယ် steel structure ဒီ connection ခယူဆိုင်ပေးရမယ်နော်ပေါ်လို့မရဘူး erection construction sequence တွေကျွန်တော်သိဖို့လိုတယ်နောက် foundation swine test တွေပေါ်လို့မရဘူးနောက်တစ်ခုဒီနှစ်ကြောင်းတော့ကျွန်တော်တစ်ခါတည်းနော်ခြုံပြီးတော့ပြောလိုက်မယ်ဒါ frequent fault of designer ပေါ့ designer တွေရဲ့မကြာခဏမှားတတ်တဲ့အမှားကတဲ့ကျွန်တော် member တွေကို design တေချာလုပ်တယ်ဥပမာ steel column ဆို steel column တေချာလုပ်တယ်နော်ဘင်းဆိုဘင်းတေချာလုပ်တယ်ဒါပေမဲ့ဘယ်မှာအားလဲဆိုတော့ connection ကြလို့ရှိရင်ကျွန်တော်တို့ကိုယ်တိုင်ပုံပြီးဝင်ပြီးပုံမဆွဲဘူးနော်ကျွန်တော် design ရုံးတွေမှာလုပ်တဲ့ပုံစံနဲ့လုပ်ပဲ connection drawing ဆိုဘယ်လိုပေးလိုက်လဲ drafter ကိုပေးလိုက်တယ် drafter ဆိုဆွဲခိုင်းလိုက်တယ်အဲ့မှာ drafter က maybe drawing ပြတာမှားရင်ပေါ့နော်တခါကျရင်မှားတာမဟုတ်ဗျာစာလုံးပေါင်းလေးပဲမှားလိုက်တာဥပမာ book ကိုကျွန်တော်တို့က design ရဘယ်လောက်ထုတ်ပေးထားလဲဆိုmaybe 18 mm ဆိုတော့အဲ့တော့ तू ကသိရမလား AutoCAD နဲ့ဆွဲပြီးဖြစ်နော်ဘာနဲ့ဆွဲ copy paste တွေလုပ်တဲ့အချိန်မှာပါသွားလေနော်16 mm ဖြစ်သွားတာမျိုးပေါ့ design က18 ပေးထားပြီး तू က16ဖြစ်သွားတယ်စသဖြင့်ပေါ့အဲ့လို minor fault လေးတွေဖြစ်တတ်တယ် drawing မှာမှားတာ design မှာမမှားဘူးကျွန်တော်တို့ design လုပ်မဲ့လူတွေအကြောင်း 3D structure ဆိုရင်ကျွန်တော်က drawing တွေကိုလည်းစစ်တယ်နော်
အဲ့ဒါမှားလဲမှားလေးရှိတယ်ဥပမာကျွန်တော်ကိုယ်တိုင်အောင်မှာပေါ့နော် project တစ်ခုမှာproject တိုင်းမှာပေါ့ပြောလို့ရှိရင်တစ်ခုတလေကမှားအောင်မှားအဲ့တော့ဘယ်အချိန်မှာသိရလဲဆိုတော့အဲ့အချိန်ကျတော့ဒါ construction team ဘက်ကလိုရတာပေါ့နော် construction team ဘက်ကကျွန်တော်တို့ပြန်တိုင်မြင်ဖို့လိုတယ်အခုလက်ရှိတော့ကျွန်တော်လုပ်နေတာဒီဂျပန်နဲ့လုပ်နေတာရှိတယ်နော်အဲ့ဆိုသူတို့ကတော့တေချာတယ်သူတို့အလုပ်လုပ်ပုံကကျွန်တော်ဘယ်တော့မှ designer ကိုမကြော်ဘူးသူတို့ကအများနဲ့ပြန်ပြီးတိုင်တယ်ဒီ connection ငါတို့လုပ်လို့မရဘူးเนาะဟိုမှာ direction မှာဒါ board တွေကကြက်နေတယ်ပေါ့အဲ့ဒါဆိုသူတို့ဒီမှာကျွန်တော်နည်းနည်းပြရတယ်နော်ဟို project ဟိုကတော့ဟိုပါပေါ့ဒါပေမဲ့သိအောင်လို့ confidential ပေါ့နော်ဟိုFiverr ဖြစ်ဒါမျိုးပါလေနော်ဒီ book ဒီမြင်ရတယ်နော်မြင်ရပါဒီမှာကျွန်တော်တို့က book ကိုဟိုဟာ6လုံးပေးထားတယ်ဟိုဘက်3လုံးဒီဘက်3လုံးပေါ့နော်အဲ့ဒီမှာဒီ3လုံးကိုသူတို့ကဒီ3လုံးကိုတက်လို့မရအောင်အဲ့တော့ဒီမှာမြင်တဲ့အတိုင်းနှလုံးမဲ့တက်ထားတယ်ပေါ့နော်နှလုံးမဲ့တက်ထားတယ်ဟိုဘက်ကနေပြီးတော့လာတိုက်နေတယ်လို့ပြောတယ်ပေါ့နော်အဲ့ဒါဆိုဘယ်လိုပြုပြင်လို့ရမလဲဒါမျိုးကျွန်တော်တို့ကိုဟို request ပြန်လာတယ်အဲ့ဒါဆိုကျွန်တော်တို့ကပြုပြင်ပြီးလို့ရတယ်ပေါ့နော်ဒီကောင်က cantilever ဖြစ်တဲ့အတွက်ကြောင့် moment အဓိကဖြစ်တယ်ကျွန်တော်တို့ဒီ board အားနေသွားပြီဆိုရင်ကျွန်တော်ဒီအောက်မှာရဲ့အပေါ်မှာရဲ့ Stefana ပေါ့နော်ပြန်ပြီးတော့လုပ်လို့ရတယ်ဆိုပြီးတော့ solution ပေးရတယ်စသဖြင့်နော်အဲ့တော့ကျွန်တော် drawing ကိစ္စကကြတော့ designer ကပဲအကုန်တော့မဟုတ်ဘူးဆိုတော့လို့ construction ရောက်မှ construction difficulty ပေါ့နော်အဲ့ဒါကြောင့်ပြန်ပြင်ရမျိုးလည်းရှိတယ် okay အဲ့ဟုတ်ပြီဒီလောက်ဒါတော့ဒီ pipe ကတော့ကျွန်တော်ဒီလောက်ပဲပြောလိုက်တော့မယ်နော်အဓိကတော့ lesson learn from failure ကိုကျွန်တော်ကဘယ်မှာဆက်ပြောမလဲဆို chapter 15နော် part B မှာဆက်ပြောမယ်နော်အဲ့အခုကျတော့လည်း failure တွေရန်ပြောရင်သိသိတွေမှာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့အဓိကဒီနေ့ lecture ဆက်ချင်းမှာ chapter 1ကိုစလိုက်တယ်1မှာမှအရေးကြီးဆုံးဒီ failure ပေါ့နော်ကျွန်တော်တို့က designer ဖြစ်ချင်တဲ့လူတွေကဘာလို့ဘောပေါက်ဖို့လို့လဲ failure ကိုဒီဘောပေါက်ဖို့လို့လဲနော်အဲ့ဒီ failure အကြောင်းကို chapter 15မှာအသေးစိတ် session ပဲပြောလို့ရှိရင် chapter 15တောင်မှပဲအသေးစိတ်ဆိုပေမဲ့ဒါစာမျက်နှာနည်းနည်းလေးပဲပေါ့နော် chapter 15ကနော်စာမျက်နှာ9မျက်နှာပဲရှိတာအဲ့တော့အများကြီးကပါမဖြစ်ဘူးတကယ်တမ်း failure တွေအကြောင်းကိုလေ့လာမယ်ဆိုရင်ကျွန်တော်တို့နော်ဟိုတက်စာအုပ်တွေရှိပါတယ်နော်အဲ့ဒီစာအုပ်တွေကဒီ website မှာ download လုပ်ရတယ် LIBG ရနော် Libchan Library Genesis အဲ့ဒီမှာဝင်လိုက်နော်ကျွန်တော်နားမှာ down မိသားရှိတယ်တိုးတော့ကျွန်တော် down လောက်ပဲရမှာဆိုလို့ဒီမှာဆိုအများကြီးရှာလို့ရပါတော့ဒီ Z library ထဲမှာနော်အဲ့တော့ failure failure ကအများကြီးရှိတာပေါ့နော်စီးပွားရေးဆုံးရှုံးတာလည်း failure ပဲအဲ့တော့ကျွန်တော်တို့က failure of steel structure ဒါမှမဟုတ်လို့ရှိရင်လည်း building ဒါမျိုးပေါ့နော်သူ steel ထဲလိုက်တော့ steel နဲ့ဆိုင်တဲ့အားတွေအရင်ကြာနေအဲ့ဆိုရင်ကျွန်တော် failure of building လို့ပဲထားတာဒါဆိုရင်တော့သူက material အစုံပေါ့နော် stone တွေပါတယ်ပါလာအဲ့ဆိုရင်ကျွန်တော်ဖတ်နေကြစာအုပ် keyword ပဲရှာပါမယ် failure case study in civil engineering အဲ့ဆောင်မှာဆိုတော့ steel structure only ပဲမဟုတ်တော့ဘူးအကုန်ပေါ့နော်တရားပြိုတာတို့ဒီမှာပီစာတာဝါတော့က failure ဖြစ်ခဲ့တာဘယ်လိုပြုပြင်တာဒါမျိုးတွေပေါ့နော်ဒီလို beyond failure အဲ့စာတွေလေးလာပါသူက engineering major နေ subject နေတယ်ပြောသူက forensic engineering လို့ခေါ်တယ်နော်ဒါကကျွန်တော်တို့ကျောင်းတွေမှာမသင်ခဲ့ရတဲ့အပိုင်းပေါ့နော်ဒါလေးကကျွန်တော်လည်းဟို academic ဖက်နဲ့နည်းနည်းရင်းနှီးတဲ့အတွက်ကြောင့်နောက်ပိုင်းတင်ရိုးကကျွန်တော်တို့ကျောင်းတွေက6နှစ်တစ်ခါပြောင်းနေပေါ့နော်ကုတ်တွေက4နှစ်တစ်ခါတင်ရိုးကကျတော့6နှစ်တစ်ခါဘာလို့လဲဆိုတော့ first year to B year က6နှစ်ဖြစ်သွားတာပေါ့နော်6နှစ်ပြီးမှတစ်ခါပြန်ပြောင်းလို့ရတယ်အဲ့တော့အဲ့အချိန်မှာကျွန်တော်တို့အဆိုပြုထားတယ်ပေါ့နော်ဒီ failure အကြောင်းလေးတွေအကြောင်းမှာသင်ပေးဖို့ပေါ့နော်ဟို
နည်းနည်းရင်းနှီးတော့အောင်ပေါ့လေအများကြီးမဟုတ်တော့ Okay နော်အဆောက်လေးမှာလည်းအသေးစိတ်သွားလို့ရပါတယ် Okay အဲ့ဆိုရင်ကျွန်တော်တို့ chapter 1ကိုပြန်လာမယ် chapter 1ကိုဆရာညီလာငယ်စာအုပ်ထဲအတိုင်းပဲเนาะအစင်လိုက်လေးပြန်သွားပါမယ်article ဆက်တစ်ခုရှိရဲကျွန်တော် failure အကြောင်းပြောပြီးသွားပြီเนาะဒါဆက်ပြီးတော့လေ့လာစရာရှိသေးတယ်ပေါ့အဲ့တော့ article 1.1 introduction သွားပါ Okay အဲ့တော့ဒီဟာလေးမစခင်ကျွန်တော်တို့ဟို lecture တနားရီတော့ရှိပြီเนาะအဲ့တော့ခဏ break time အနေနဲ့ဗာများဆွေးနွေးချင်တာရှိတယ်လေအကြိုက်တော့ဆွေးနွေးတော့ဒီမှာတင်စရာတွေများလို့တရားလောက်ဆွေးနွေးလို့ရပါတယ်ဗာများမေးစရာရှိတယ် online နေတင်တာဆိုတော့เนาะဗာများအခက်အခဲပါရှိအောင်လေ ဆရာခဏငါပြောတဲ့ဟာလေးဆရာဟို assignment video တွေတော့ကြည့်ရမယ်ဆိုတဲ့ဟာလေအဲကျွန်တော်တေချာမှကြားလိုက်လို့ပြဘယ် page ကလဲဆိုတာလို့ပြအော်ဒီ AISC YouTube မှာပဲ AISC ကိုရှာလိုက် AISC ပဲတော့ AISC website ဆိုတော့ဒါ AISC website ပေါ့ WEB website ဒါသူရဲ့ website ထဲမှာတွားပြီးတော့ကြည့်လိုက်ရတယ် website က main ပေါ့နော်မူရင်း source ပေါ့အပြင်သူ့ရဲ့ဟာတွေသူက YouTube မှာလည်းတင်ထားပေးပါတယ်ဟုတ်ကဲ့ပြဆရာဟုတ်ကျေးဇူးပြဆရာ AISC education လို့ရှာရင်ပို့ပြီးတော့တစ်ခါလည်းရောက်မှာ continue education နော် Okay ဟုတ်ကဲ့ဆရာဟုတ်ရပြီပြကျေးဇူးပြ Okay ပါ Okay ဒါဆိုရင်ကျွန်တော်တို့ chapter 1နော် article 1.1 စပါမယ်ဒီနေ့ကတော့ introduction ပဲပေါ့နော်အများကြီးတော့ခက်ခဲမပါသေးပါဘူး